နေချင်းညာချင်းကိုမီလီယံနဲ့ချီပြီးလူကြည်များခဲ့တဲ့ NDG တနိုင်ငံလုံးနှိပါရဲ့ New Fee မှာနေရာယူထားတဲ့ NDG ကြည့်မိသူတိုင်းကိုအပျော်တွေကူးဆက်စေတဲ့ချစ်စရာ NDG ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့လက်တော်မှာလူကြည်များနေတဲ့ NDG မတ်ဝင်မြင့်ရဲ့ဗီဒီယိုဖိုင်အကြောင်းလေးပဲဖြစ်ပါတယ်ပရိသတ်တွေကြည်ပြီးလောက်ပြီးဖြစ်တဲ့မိထီလာခရိုင်ဝမ်းတွင်းမြို့နယ်ခင်ကြီးရွာက NDG မတ်ဝင်မြင့်ပဲဖြစ်ပါတယ်မတ်ဝင်မြင့်ရဲ့ဗီဒီယိုဖိုင်ဟာနေချင်းညာချင်းကိုမီဒီယာနဲ့ချီပြီးလူကြည်များခဲ့ပါတယ်သူမရဲ့ဗီဒီယိုဟာpage တွေတော်တော်များများမှာပြန်လည်မျှဝေမှုတွေပြုလုပ်နေကြပြီးတနိုင်ငံလုံးနှိပါရဲ့ New Fee မှာနေရာယူနေတာပဲဖြစ်ပါတယ်ဒီ NDG မတ်ဝေမြင့်ဟာပွဲတစ်ခုမှာအငဲရဲ့အကြည့်တချင်းကိုစင်အောက်မှာအပီအပြင်ဟစ်ဆိုပြီးတရုတ်ဆောင်အမှုအရာမှာလဲဖြူစင်ရိုးသားပြီးဟန်ဆောင်မှုတွေမရှိပဲတဘာဝကြကြတချင်းအပေါ်မှာတက်ဝင်စီးမျောပြီးစိတ်လွတ်လက်လွတ်ပျော်ရွှင်နေတာလေးကချစ်စရာကောင်းနေတဲ့အတွက်ဒီဗီဒီယိုကိုကြည့်မိသူတိုင်းအပျော်တွေကူးဆက်ရပါတယ်တနခါပကွက်ကြားနဲ့ရိုးစင်းတဲ့မျက်နှာဟန်ဆောင်မှုမရှိတဲ့အပျော်စင်အောက်ကနေသူကိုယ်တိုင်စိုးနေသလားလို့ထင်မှတ်ရလာအောင်အညာသူပီတပါပေတယ်တကယ်ကိုမှုဝင်ပြီးတချင်းကိုအာမှန်အပြည့်နဲ့စိတ်လွတ်ကိုလွတ်တီဆိုပျော်မြူးနေတာကမြည်သူကိုမှအနောက်အဆက်မဖြစ်စေပဲတခြားသူတွေကိုပါအပျော်တွေကူးဆက်စေပါတယ်